ရေကန်တွေတိဆောက်တဲ့အခါမှာရေလုံအောင်ဘယ်လိုတိဆောက်ကြတာလဲ PVC water stopper အကြောင်းလေးကိုရှင်းပြသွားပါမယ် PVC water stopper ကိုဘယ်နေရာမှာတက်ဆင်ရတယ်ဘယ်လိုတက်ဆင်ရတယ်ဆိုတဲ့ကိစ္စလေးကိုပါရှင်းပြသွားမှာဖြစ်ပါတယ်ကန်တစ်ခုကကျန်းကင်းစလက်လောင်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကဝေါကိုတစ်ခါတည်းတွဲလောင်းလို့မရဘူးအဲ့တော့လောင်းတဲ့အခါမှာကျန်းကင်းစလက်ကိုလောင်းရတယ်ကျန်းကင်းစလက်လောင်းပြီးကကြမှာဒီဝေါကိုလောင်းရတာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကကျန်းကင်းစလက်နဲ့ဝေါမှာ joint ပေါ့နော် construction joint ဆိုတဲ့ဒီ concrete joint လေးဖြစ်တာအဲ့ဒီ joint လေးတွေကပဲဒီအများဆုံးယူနိုင်တာပေါ့ကျွန်တော်တို့က PVC water stopper တွေကိုရေယူနိုင်မှုအများဆုံးဖြစ်တဲ့ construction joint တွေမှာဒီမှာပြထားတဲ့ပုံစံတိုင်းပဲတက်ဆင်ပြီးတော့ရေကန်တွေကိုရေလုံအောင်တိဆောက်ကြပါမယ်ယုံကြည်မှုနဲ့အရေးအသွေးအရင်ခံဟေးပဲ